ghost story ပြန်လာရင်ဘာလုပ်ကြမလဲအရင်ဆုံး ghost story ပြန်လာရင်ဘာလုပ်ကြမလဲဆိုပြီးကိုဖြေဖို့အတွက်ကိုယ်တိုင်ပေါ့နော်ကိုယ့်ဘာကိုဆုံးဖြတ်ကိုအကြောင်းပြချက်မရှိဘဲနဲ့အဆက်အသွယ်ဖြတ်သွားတဲ့သူကကိုယ့်စီကိုပြန်ရောက်လာရင်ကိုဘာလုပ်ချင်လဲကဲပြန်လက်ခံမယ်ဆိုရင်ရောဘယ်နှကြိမ်လက်ခံမလဲပေါ့နော်ဒီနေရာမှာတော့ကျမအနေနဲ့ပြောရလို့ရှိရင်ပုံမှန်တိုင်းသွားလာဆက်ဆံနေတဲ့ဆက်ဆံရေးတစ်ခုမှာရှင်းပြချက်ဖြည့်ရှင်းချက်မရှိဘဲနဲ့အဆက်အသွယ်ဖြတ်သွားတဲ့သူကကိုယ့်စီပြန်လာရဲဆိုရင်တော့ပထမတစ်ချိန်ခံစားလိုက်ရတယ်ဒုတိယတစ်ချိန်ထပ်ပြီးတော့အခွင့်အရေးပေးလိုက်မယ်ဒါဆိုလို့ရှိရင်လုံလောက်ပါပြီဘလို့ပတ်သက်ဆက်နွယ်မှုမျိုးမှမစိုးတယောက်နဲ့ပုံပွင့်လင်းလင်းတိုင်နဲ့ဆွေးနွေးပြောဆိုဖို့ဆိုတာအရန်ကိုအရေးကြီးပါတယ်မိသားစုတွေထဲမှာပဲဖြစ်ပါစေတငယ်ချင်းမိတ်ဆွေတွေထဲမှာပဲဖြစ်ပါစေချစ်သူလေးစားတွေပဲဖြစ်ပါစေပေါ့နော်ဒါကြောင့်မို့ ghost story ပြန်လာပြီဆိုရင် is enough လုံလောက်ပြီနော်လုံလောက်ပြီဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုကျွန်မကောင်းကောင်းနားလည်တယ်ကျွန်တော်ကောင်းကောင်းနားလည်တယ်နော်ဘာလို့လဲဆိုတော့ဒီအချိန်ကကိုယ့်ရဲ့ self boundary လို့ခေါ်တယ်ကိုယ့်ရဲ့စီးမြင့်နေနဲ့ self respect နဲ့ self esteem လို့ခေါ်တယ်ကိုလေးစားမှုတွေအတွက်ကျမတို့ကကို protect လုပ်ရမယ်ကာကွယ်ရမယ်ဒီချိန်ကကျမတို့ကာကွယ်ထိန်းသိမ်းရမယ့်အချိန်ဖြစ်တယ်ကိုယ့်ရဲ့ value ကိုယ့်ရဲ့တန်ဖိုးကိုတန်ဖိုးထားရမယ့်အချိန်ဖြစ်ပါတယ်ဒါကြောင့်မို့ ghost story ကိုစီကိုပြန်လာပြီဆိုရင်ပထမတစ်ချိန်ကတော့ခံစားခဲ့ရပြီဒုတိယချိန်နေနဲ့ second chance လေးပေးချင်တယ်ဆိုလည်းဖြစ်တယ်ဒါပေမဲ့အချိန်ပြန်လက်ခံဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ကိုယုံကြည်လေးစားမှုတွေအတွက်ကိုကာကွယ်ရမှာဖြစ်ပါတယ်အခုလိုမျိုးကျွန်မဒီဗီဒီယိုလေးထဲမှာ ghost လုပ်သွားတဲ့သူတွေရဲ့စိတ်ခံစားချက်အခြေအနေ ghost လုပ်ခံရရင်ကြံခဲ့တဲ့သူတွေထားရှိရမယ့်စိတ်အခြေအနေနဲ့လှုပ်ဆောင်ရမယ့်အရာတွေ ghost လုပ်တဲ့သူတွေပြန်လာတဲ့အခါမှာဘယ်လိုရင်ဆိုင်ဖြေရှင်းသွားရမယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုစုံလင်အောင်ထည့်သွင်းပြောကြားပြီးဖြစ်တဲ့အတွက်အကြောင်းပြချက်မရှိဘဲနဲ့အဆက်အသွယ်ဖြတ်သွားတာမျိုးကြုံခဲ့ရတဲ့အခါမှာလည်းနာကျင်မှုတွေကိုကျော်လွှားနိုင်မယ်လို့ယုံကြည်ပါတယ်ရှင်။ကျွန်မရဲ့ channel လေးတွေကိုလည်း like and follow လေးလုပ်ထားခြင်းအားဖြင့်နောက်ထပ်တင်အောင်မဲ့စိတ်ပညာအကြံပေးဗီဒီယိုလေးနဲ့ကျန်းမာရေးပညာပေးဗီဒီယိုလေးတွေကိုကြည့်ရှုသွားကြပါအောင်ရှင်။